လမ်းပြောက်တယ်တဲ့ဘာဖြစ်လို့လမ်းပြောက်လဲလမ်းမပြောက်ချင်ဘူးဆိုလို့ရှိရင်တော့တကယ်ကိုရှေ့မှာရလာထွက်နေတဲ့သူတွေဘာလုပ်လဲဆိုတာလိုက်ကြည့်လိုက်သူတို့တွေကတနေ့ကိုဗီဒီယိုတစ်ပုတ်တော့မဟုတ်နှစ်ပုတ်နေ့တိုင်းတင်နေကြတယ်သူတို့တင်တဲ့ content တွေကလည်းအကြောင်းအရာတွေအရန်ဆွဲဆောင်မှုရှိတယ်ပြီးတော့ဒါကိုလည်းစင်စစ်မပြတ်တရားမှမပြတ်ပဲနဲ့သူတို့လုပ်နေကြတယ်ပြီးတော့သူတို့တွေအလုပ်ဖြစ်နေတာကိုလည်းတွေ့တယ်သူတို့တွေအလုပ်ဖြစ်နေတယ်ဆိုလို့ရှိရင်ကိုလည်းအဲ့တိုင်း live လုပ်ရုံပဲပေါ့နော်ဒါကြောင့်မလို့တနေ့ကိုကိုကတစ်ပုတ်တင်မလားနှစ်ပုတ်တင်မလားကိုတင်တဲ့ content တွေကဘယ်သူတွေအတွက်ရည်ရွယ်မလဲတန်မိုးရှိတဲ့ content တွေရောဟုတ်ရဲ့လားဒါကိုအများအားစက်တက်လုပ်နိုင်ရဲ့လားအဲ့ဒီမေကွန်း၃ခုလေးပဲမေးကြည့်အဲ့ဒီမေကွန်း၃ခုကိုလုံနိုင်သွားပြီငါလည်းဒီလိုလုံနေပြီဆိုတော့တေးကြပါတယ်ကိုလည်းရလာထွက်တဲ့သူတယောက်ဖြစ်လာပါလိမ့်မယ်နော်ဆိုတော့အကျိုးရှိရဲဆိုတော့ like share လုပ်သွားပေးခဲ့ပါဦးလမ်းပြောက်တယ်တဲ့ဘာဖြစ်လို့လမ်းပြောက်လဲလမ်းမပြောက်ချင်ဘူးဆိုလို့ရှိရင်တော့တကယ်ကိုရှေ့မှာရလာထွက်နေတဲ့သူတွေဘာလုပ်လဲဆိုတာလိုက်ကြည့်လိုက်သူတို့တွေကတနေ့ကိုဗီဒီယိုတစ်ပုတ်တော့မဟုတ်နှစ်ပုတ်နေ့တိုင်းတင်နေကြတယ်သူတို့တင်တဲ့ content တွေကလည်းအကြောင်းအရာတွေအရန်ဆွဲဆောင်မှုရှိတယ်ပြီးတော့ဒါကိုလည်းစင်စစ်မပြတ်တရားမှမပြတ်ပဲနဲ့သူတို့လုပ်နေကြတယ်ပြီးတော့သူတို့တွေအလုပ်ဖြစ်နေတာကိုလည်းတွေ့တယ်သူတို့တွေအလုပ်ဖြစ်နေတယ်ဆိုလို့ရှိရင်ကိုလည်းအဲ့တိုင်း live လုပ်ရုံပဲပေါ့နော်ဒါကြောင့်မလို့တနေ့ကိုကိုကတစ်ပုတ်တင်မလားနှစ်ပုတ်တင်မလားကိုတင်တဲ့ content တွေကဘယ်သူတွေအတွက်ရည်ရွယ်မလဲတန်မိုးရှိတဲ့ content တွေရောဟုတ်ရဲ့လားဒါကိုအများအားစက်တက်လုပ်နိုင်ရဲ့လားအဲ့ဒီမေကွန်း၃ခုလေးပဲမေးကြည့်အဲ့ဒီမေကွန်း၃ခုကိုလုံနိုင်သွားပြီငါလည်းဒီလိုလုံနေပြီဆိုတော့တေးကြပါတယ်ကိုလည်းရလာထွက်တဲ့သူတယောက်ဖြစ်လာပါလိမ့်မယ်နော်ဆိုတော့အကျိုးရှိရဲဆိုတော့ like share လုပ်သွားပေးခဲ့ပါဦး